မြမပြေမြောက်ပိုင်းမှာဇေယျရွှေတိုင်းဝင်မှာနမဟုတ်ကလေးမြေဟာအနာကရတနာလူမောင်နမဟုတ်သမိုင်းနဲ့တန်ရာစောဘွားကထုံးငယ်ထုတ်ပတ်ကြောင်းမင်းမြတ်သမောအတဲ့နာမြတ်တရားနမဟုတ်ကလေးရွာပါနမဟုတ်ကလေးရွာပါအရိုင်းနဲ့အရင်ရှင်ရာသမိုင်းရဲ့အမြင်မှာအနိုင်မဲ့သက်နဲ့ရင်ပြီးတည်တဲ့ရွာစကမ်းရဲ့ပြင်မှာဖွေရှာကြည့်ရင်လူတိုင်းရဲ့ဘဝမှာဒီနေသလိုပါတူနိုင်မဲ့လပြိုဖြူများရှိတဲ့ရွာမြင်သူတိုင်းရဲ့စိတ်ကိုချုပ်ကိုင်သွားနမဟုတ်ကလေးမြေဟာအနာကရတနာလူမောင်နမဟုတ်သမိုင်းနဲ့တန်ရာစောဘွားကထုံးငယ်ထုတ်ပတ်ကြောင်းမင်းမြတ်သမောအတဲ့နာမြတ်တရားနမဟုတ်ကလေးရွာပါနမဟုတ်ကလေးရွာပါထူထားတဲ့ရွှေရုပ်အလားပန်းမပန်းချီနဲ့ပြူစားထားသလိုပါနှုတ်အားဖြင့်ချိုသာလားမူရကျွဲအေးမြတဲ့စိတ်သက်ပါစိတ်နှလုံးပူပန်ရင်တောင်သူတို့မြင်ရင်ပျောက်ကွယ်သွားထိတ်ဆုံးသောမူမှန်ကုန်ကျွဲစေးသဖွယ်အစွမ်းထက်သလိုပါ